Welcome back ကဲကျွန်တော်တို့က chapter 7ကနေပြီးတော့မှเนาะ chapter 7ကနေ chapter 13အထိကြည့်ရမှာဆိုတော့နည်းနည်းများတယ်เนาะခွန်8 9 10 11 12 13 9ခန်းရှိရယ်เนาะ9ခန်းရှိတော့ခုနကခွန်8 9ထိပြီးပြီเนาะခု10ဆို4ခန်းပြီးမယ်ပေါ့เนาะအဲ့တော့ညမလဲရမ်းမိုးချုပ်နေဒီမှာအချိန်ကြည့်လိုက်เนาะည7:38ရှိနေဆိုတော့ကျန်တဲ့3ခန်းကိုတော့ဒီနေ့4ခန်းဒီညတော့4ခန်းပြီးအောင်ပြောလိုက်ကြရအောင်เนาะကျန်တဲ့3ခန်းကိုမနှက်ဖြန်ကြတော့မှဆက်ပြောမယ်เนาะဆိုတော့ aspect ဆိုတာပြောမယ်เนาะ aspect ကဘာလဲဒီမှာကြည့်ရအောင်အဲ့တော့ဒါလေးကိုအမြန်ပဲဖတ်သွားမယ်ဟိုတအားမရှင်းတော့ revise the distinction among static dynamic static နဲ့ dynamic ခွဲပြားခြားနာချက်ကြည့်မယ် durated နဲ့ pendulum နောက်တစ်ခုက telic နဲ့ atelic predicate ဆိုတာရှိတယ်เนาะအဲ့ဒါတွေကိုခွဲမယ်အဲ့ဒါတွေခွဲကြမယ်နောက်တစ်ခုက understand the difference between achievements and accomplishment ဟော achievements နဲ့ accomplishment မတူရဘူးပေါ့နော်မတူတဲ့အကြောင်းကိုနားလည်ရမယ် notice how an object or noun phrase can affect telicity ဟော object ပဲဖြစ်ဖြစ် noun phrase ပဲဖြစ်ဖြစ် telicity ဆိုတာကို affect ဖြစ်တယ်အကျိုးသက်ရောက်မှုရှိတဲ့အကြောင်း review ingressive continuative egressive meaning ဟုတ်ခု study English grammatical aspect especially to be going to have plus past participle have plus battery เนาะ past participle ဆိုတာ battery เนาะ have plus battery and be by ing be by ing ဒါတွေကိုလေ့လာမယ် okay တော့ကြည့်ရအောင် chapter 10 chapter 10ကဘာအကြောင်းလဲ aspect အကြောင်း aspect ဆိုတာဘာလဲ aspect ဆိုတာတကယ်တော့စကားလုံးက technical term ပဲเนาะဘာအတွက်လဲဆိုရင် तू က viewpoint မတူညီတဲ့ viewpoint ကိုပြောတာเนาะwe used to describe events or situation အခြေအနေတွေဖြစ်ရပ်တွေကိုကျွန်တော်တို့ဖော်ပြတဲ့အခါမှာကျွန်တော်တို့သုံးတဲ့မတူညီတဲ့ viewpoint ကို aspect လို့ခေါ်တာ so it is not about the time အချိန်တစ်ခုတည်းပြောတာမဟုတ်အချိန်ဆိုတာအတိတ်ပစ္စုပန်အနာဂတ် past present future ဒီသုံးခုပဲပြောတာမဟုတ်ဘူးဘာပါသေးလဲဆိုရင် rather how an action or state stretches across time เนาะဒီအချိန်ကာလကိုဖြတ်သန်းပြီးတော့မှဘာလောက်စာမှုလဲဒါမှမဟုတ်ရှင်ဘလို့အခြေအနေမျိုးလဲဆိုတဲ့ဥစ္စာကိုဖော်ပြတာကိုပြောတာနည်းနည်းတော့ရှုပ်တယ်เนาะဆိုတော့ aspect ရဲ့ idea 3မျိုးเนาะဒီမှာပထမဆုံးဟာပြောမယ်เนาะဘာလဲဆိုရင် static dynamic durative pendulum telic atelic အဲ့ဒါပြောတာပထမဆုံး static ဆိုတာက state ပေါ့ state အခြေအနေလေငြိမ်လေငြိမ် dynamic ဆိုတာကလှုပ်အရွက်ရွေးရှားSo someone describes state that they stay the same for a while. ငြိမ်နေတာကိုပြရင် state. ဥပမာပြောမယ်ဆိုရင် knowing like knowing a secret. အဲ့တော့ဘာလဲဘာကိုသိတာလဲလျှို့ဝှက်ချက်တစ်ခုကိုသိနေတယ်စမသိနေတယ်အဲ့သိနေတယ်ဆိုတာကတကယ်တော့အခြေအနေဟိုလိုကြီးတော့ဖော်ပြလို့မရဘူးသိနေသည်နော်ဟို physics လို့ပြောမယ်ဆိုအဲ့ဒါ potential energy ရမလား state အခြေအနေပဲနောက်တစ်ခုကကြတော့ dynamic ကရွေ့အလှုပ်အဲ့ဒါကြတော့ तू က energy လို့တယ်ဥပမာပြောမယ်ဆိုရင်တော့ running ပြေးနေသည်ပြေးနေတာငြိမ်နေတဲ့အခြေအနေဒါပြေးနေဆိုတာလှုပ်နေတာရှားနေတာလှုပ်ရှားနေတာရွေ့လျားနေတာ action ဖြစ်နေတာ dynamic static ကအငြိမ် dynamic ကလှုပ် static နဲ့ dynamic နဲ့ပြီးเนาะအငြိမ်နဲ့အလှုပ်နောက်တစ်ခု durative နဲ့ဗာနဲ့လဲ pendulum နဲ့အဲ့တော့ points per set plus length or time မှာနှစ်ခုလာမယ်ဗာနဲ့လဲ pendulum ရဲ့အဓိပ္ပာယ်ကအချိန်ကာလလေးကတည်လီဥမာကန်သည်ခင်းအဘောလုံးကိုကန်လိုက်တယ်ဘောလုံးကိုကန်လိုက်တယ်ဆိုတဲ့အချိန်ကာလလေးကတကယ်လေးကခဏလေးပဲအဲ့ဒါက pendulum နောက်တစ်ခုက durative ဆိုတာအချိန်ကြာညောင်းပြီအချိန်ကြာတယ်လေအချိန်ကြာတယ်အချိန်ကြာကြီးအချိန်ကာလတစ်ခုရှိတယ်ဥပမာ living in a house အိမ်မှာနေထိုင်ခြင်းဆိုတော့အဲ့ဒါကတော့ခဏလေးမဟုတ်ဘောလုံးကန်လိုက်တယ်ဆိုတာစက္ကန့်ပိုင်းလေးပဲအိမ်မှာနေထိုင်နေတယ်ဆိုတာကြာကြီးပဲအဲ့ဒါ durative နောက်တစ်ခုကဘာလဲ telic atelic ကိုကြာတော့ဘာလို့ဖော်ပြထားလဲ go and end points လို့ပြောထားတယ်နော်ဆိုတော့
linguistic ထဲမှာဘာတွေပြောထားဆိုတော့ italic extra ရှိတယ် italic extra ပါလဲသူက no specific at တိကျတဲ့အဆုံးသတ်မရှိဥပမာပြောမယ်ဆိုရင်လေ့ကျင့်ခန်းအတွက်လမ်းလျှောက်တာ walking for exercise လေ့ကျင့်ခန်းအတွက်လမ်းလျှောက်တယ်ဆိုတာနိပိုင်းစံတစ်ပတ်လည်းဖြစ်ချင်းဖြစ်မယ်ကျုံတစ်ပတ်လည်းဖြစ်ချင်းဖြစ်မယ်ကျုံတစ်ဖက်ထဲလျှောက်တာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်နိုင်ဟို15မိနစ်ဆိုပြီးလျှောက်တာလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒါက specific and မရှိဘူး tele x ကကြတော့ goal ရှိတယ်နော်ပန်းတိုင်ရှိတယ်ဥမာဒါလည်းလေ walking to the store စတိုးဆိုင်စီကိုသွားတာအဲ့တော့ဒီမှာ action နှစ်ခုစလုံးကလမ်းလျှောက်တာပဲ walking ပဲဒါမဲ့ italic ဒီဒေသင်ကန်အတွက်လမ်းလျှောက်တာဖြစ်တဲ့ specific and မရှိဘူး tele ကကြတော့စတိုးဆိုင်စီတို့လမ်းလျှောက်တာဖြစ်တယ်ပန်းတိုင်ရှိတယ်နော်အဲ့ဒါပဲဆိုတော့ဒီမှာတော့ဒီ3ခုပဲသွားပြောစားနော်အခု achievement နေတာ accomplishment တွေပြောကြအောင်ဆက်ပြောမယ်နော် the life cycle of အဲ့တော့သူပြောတဲ့ဟာကြံသေးရပါလေ increasive တယ်နော် increasive continuative increasive ပြောမယ်အဲ့တော့ event တစ်ခုရဲ့နော်event တစ်ခုရဲ့ဖြစ်စဉ်တစ်ခုရဲ့ life cycle အကြောင်းပြောမယ်ဆို every situation ခြေနေတိုင်းမှာဘာတွေရှိလဲအစအလယ်အဆုံးရှိတယ် beginning the beginning at the beginning middle နဲ့ end နော်စလယ်ဆုံးရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေကိုဒီလိုပေါ်ပြမယ်ဘာမှမခက်ဘူး increases ဆိုတာအစ continuative ဆိုတာလေဆက်ဖြစ်နေတဲ့အချိန် increases ဆိုတာအဆုံးဒါပဲအိုးအရန်လွယ်တာပဲနော်စလယ်ဆုံး3ပါ increases continuative increases ဆိုတာစလယ်ဆုံးပြောတာအမလီခက်ခဲတယ်နောက်တစ်ခုဘာလဲလဲဒီရယ်နော်အဲ့တော့ဘာလဲဆိုရင် progressive ရယ် prospective ရယ် perfect retrospective ရယ် progressive အသုံးခုเนาะအဲ့တော့အဲ့ဒါကဒီမှာဒီ verb pattern တွေတော့ဒါလည်းလွယ်တယ်ကျွန်တော်တို့ငယ်တော့ဟို verb forms เนาะ tense ဘယ်နှမျိုးသင်မှုလဲ verb tense 12မျိုးသင်မှုတယ်မလားအဲ့ထဲမှာပါတဲ့ဟာဒါเนาะ prospective ဆိုတာပါလဲဆိုတော့ looking forward to future intention now အနာဂတ်မှာပါဆိုရင် they are to leave သူတို့ကသွားတော့မှာ they will leave လို့လူပဲပေါ့နော် perfect retrospective ပြန်ပြီးတော့မှအတိတ်ပြန်ကြောင်းပြောဆိုမယ်ပြီးရင်လုံးဝပြည့်စုံရမယ်အဲ့ဆိုရင် have plus the 3 looking back at the past from the present they have left သူသွားကြပြီ progressive rise verb ing b verb ing b verb ing ဒီမှာတော့ဘာလို့ is ဖြစ်တော့ b ဆိုတာ msr was ဆိုတော့ပြောတာနော်MSR was ဆိုရင် plus verb ing အဲ့ဒါကြတော့ခုလုံနေတာ currently happening ယခုလက်ရှိဖြစ်နေတာ Jack is smoking Jack ကစလိတောင်းနေအခုတောင်းနေတာဒါပဲနော်အဲ့တော့ဒီမှာပါပြီးသားနော် essential words and their meanings မပြောတော့နော်အဲ့လိုတူတူပဲမလို့နော်အဲ့တော့ကျွန်တော်တို့ခုနကြံသွားရှိတယ်ဒီမှာမပါဘူး achievement နဲ့ accomplishment မပါဘူးတွေ့လားနော်အဲ့ဒါလေးတော့ထည့်ပြောဖို့လိုတယ်နော်ဘာလို့ဆိုတော့ဒီမှာ respect သိပြီ stative predicate သိပြီ dynamic သိပြီနော် punctual durative italic aggressive progressive သိပြီဘာကြံလဲ state achievement နဲ့ accomplishment နဲ့ကြံတယ်အဲ့ဒါလေးပြောမယ် achievement ကပါလဲ a dynamic act that is instantaneous and a specific result ဥပမာပြောရင် arriving accomplishment dynamic act that takes time အချိန်ကြာတယ် instantaneous ဆိုတာပါလဲချက်ချင်းကိုပြောတာချက်ချင်းဖြစ်တာကို achievement အချိန်ကြာတာကိုကြတော့ accomplishment နော်အဲ့တော့ achievement ဆိုတာလဲအောင်မြင်တာပဲလေ accomplishment ကကြတော့ပြီးမြောက်အောင်မြင်တာအဲ့တော့ပြီးမြောက်တယ်ဆိုကြတဲ့က तू ကအချိန်ကာလလေးတစ်ခုကြံလိုက်သေးတယ်နောက်ဆုံးရလာမယ့်ရလဒ်ကတော့အတူတူပဲတော့မဟုတ် specific result ပဲ तू ကကြ arriving ရောက်ပြီးနော် achievement ကပါလဲရောက်ပြီးတော့သွားတော့မယ်ရောက်ပြီးအဲ့ဒါ achievement accomplishment သွားနေရလောက်ရသေးတယ် building a house အိမ်ကလုံးဆောက်တယ် तू ကချိန်တစ်ခုကြာအိမ်ဆောက်တယ်ဆိုတာဆောက်တော့မယ်ပြီးမဟုတ်ဘူးမရဘူးဟုတ်တယ်နော်ချိန်ပေးရတယ်အဲ့ဒါ accomplishment ချိန်ပေးရတယ် achievement ခဏလေးအတွင်းမှာဖြစ်သွားတယ် achievement နော်ဆိုရင်ကိုယောဂီစာ achievement ဖြစ်တာလား accomplishment ဖြစ်တာလားဆိုတာကိုယ့်ကိုစဉ်းစားအောင်နော် KR ဆိုရင် chapter 10ပြီးပါပြီ
11 12 13 နေ့ပြန်မနေ့မှာပြောပါမယ် good night ပါ